မိတ်တာပေကြောင်း6ပါးရဲ့ဆက်အပိစ္ဆကလေးကအပိစ္ဆပါဏာဣတိတို့ဒီဘက်ပုဂ္ဂိုလ်တွေနောက်လို့ရှိရင်ဉာဏ်ဝိပဿနာရဲ့သင်္ကေတမတွေ့ရအပိစ္ဆကလေးက6ပါးဟိုဒါ6ပါးပြောရင်အတိဘောဇတိလုံသောဘောဇင်လိုက်လုံကျော်စားခြင်းလိုက်နိမိတ်တာခါဟောအမှတ်ကိုယူခြင်း၎င်းနိမိတ်တာအမှတ်သင်္ကေတခါလို့ယူသူရေကြောင့်၎င်းတဲ့ဣတိနာချုပ်လို့ဣရိယာပဋ္ဌာဣရိယာပေါ့တံပရိယဒနာလေတာဖြစ်ဒီရေးချဒီဘက်ကလည်းဟုတ်တယ်၎င်းဣရိယာပုလေခြင်း၎င်းအာလောကပညာမတိကာရောအာလောကလည်းပညာဆိုတာနှလုံးသွင်းနှလုံးအမှတ်တင်မတိကာရတဲ့နှလုံးသွင်းရေးချ၎င်းအာလောကပညာနှလုံးသွင်းခြင်း၎င်းအထီးအောင်ပြီးခဲ့အဘောကာတဝါသောအဘောကာတဆိုတာဒီကြည့်ပါအဲ့မှာစာဝိပါရရှိအကောင်လုံးဒီတော့လည်းအကောင်ရဝါတော်နေတာဒီလိုရေးချကောင်ဒုတိယပါဠိပြောတော့ကလျာဏမိတ်တာကလျာဏကောင်းမိတ်တာမရှိဒါကဖြစ်ပြီးဒီချရဲ့ပြီးတော့၎င်းဒါလည်းဒီသူကဖြစ်ဒီဘက်ကရေးချရဲ့ဖြစ်အာခုဖြစ်ရဲ့ဒီပြောက်အာကတာမန်ကြီးနဲ့ကလည်းရေးချတယ်မကောက်လည်းကလည်းရေးချအခုခြေတာတော့ဒါဖြစ်ဘုရားကတေဝါအာဘာအတိဘကအားလည်းအခုရှိတဲ့တစ်ခုဖြတ်လိုက်လျာဏမိတ်တာမိကောင်းဆွေကောင်းရှိသည်ဖြစ်၎င်းဒီလိုကြောင့်ဖြစ်ခြင်းပေါ့ဒါနဲ့ရေးဆိုတော့ဖြစ်လည်းဒီမှာဒါတို့ချင်းလို့ပြောတယ်မိကောင်းဆွေကောင်းရှိခြင်း၎င်းသဗ္ဗယကထာသဗ္ဗယတိရယောပကထာလို့စကားပြောတယ်ဒီဘက်ကအားလေးပါတယ်တိရယောပတော့စကားတော့ဣတိဣတောဒီလိုဆောင်ကြည့်ပါဣတိဣတောလည်းစ6ပါးဓမ္မတရားတို့ဒီဓမ္မတရားဘောတရားရေးချယောဂီဘက်ကအားတဲ့ရေးချတရားရဲ့တို့ဒီအဘာတရားတို့ဒီခိနာမေတ္တာခိနာမေတ္တာကိုခိနာတရားစာမေတ္တာစက်တိကာအဲ့ပူလို့ရတယ်ဒီမှာကိုပဲအဲ့ဒါနောက်တော့ဆက်စပ်လို့ဒီပါတယ်ခိနာမေတ္တာကိုပမာနာရတဲ့ခြင်းကပမာနာပဲရေးချတဲ့ဇာပလက်ပါဠိဘက်ကရေးချတဲ့ဇာပလက်ငါပေခြင်းကပေဖို့တာဝတ္တတိဖြစ်ကြကုန်၏ဒီလာမတာပေဖို့အတွက်အကြောင်းတရားတွေဖြစ်တယ်ပေခြင်းကဖြစ်တယ်ပေဖို့ဖြစ်တယ်အဲ့တော့ဒီအဖို့ကပြောပြီးဒီကအဘောကာတဝါတော့ဒီကောင်ကရေးခြင်းဒီကောင်ကရေးလို့တော့ခိနာမိတ်တာပြောက်မောင်မဲတဲ့တရားထုတ်စာကြဲလို့ရှိတယ်လို့ရှိရင်အေးချင်းငါကြီးရဲ့စိတ်ဒီလောက်ရဝဲလာပြီဆိုလို့ရှိရင်လူကြီးခေါ်လေယာဉ်လာတဲ့နေရာလူတွေထွက်ပြီးတရားထုတ်တာစာကြလိုက်တာအလုံးလုံးလိုက်တာလို့ဆိုလို့ရှိရင်ဒီလောက်ရပြေးသွားတယ်အလုံးနေရာဒီမှာလည်းထိုင်ပြီးတရားဘာလို့ဆိုတော့ဒီလောက်ရဝင်ခဲ့တယ်အမောင်ပဲအောင်နာမှာပုံမှန်ဒီလိုဝင်ပြီးတော့နေပြီးအားထုတ်တယ်အဲဒါတော့ခိနာမေတ္တာဝင်လာတယ်ခိနာမေတ္တာနဲ့အလေးရောင်နဲ့ဆက်နေပဲသဘောမျိုးအလေးရောင်နဲ့အလေးရောင်အားပေးဘယ်လိုရှိမှလဲအလေးရောင်အလုံးသွင်းတာအလုံးသွင်းခြင်းအလေးပြည့်တယ်ရှင်းရလေးရောင်အလုံးသွင်းခြင်းကဘုရားက
လေးအောင်တင်ညာလေးရခဲ့ဆိုတော့မောင်ထဲမှာနေတယ်လို့ပြောလိုက်ရတယ်ကိုလေးအောင်ထဲမှာရောက်နေတယ်လို့ပြောလိုက်ရတယ်ကိုတိတ်ကနေခဲ့ပြီးလေးအောင်okay ဆိုတော့ကိုမျက်စိကိုတန်ပြီးတဲ့ထူတာကောင်းတဲ့ထူဆိုင်ရုံးရဲ့ထူတာလိုမျိုးစိတ်ထဲမှာလေးအောင်တင်ညာလေးနှလုံးသွင်းလာလို့ရှိရင်အခန်းပုံသွင်းထဲမှာနေနေလို့ပဲလမ်းလေးကအဲ့လိုရတယ်အဘောကတာတော့လိုက်လို့ပဲလေးအောင်ပြီးထွက်သွားလိုက်ထွက်သွားလိုက်ကိုလေးအောင်မျက်စိထူပါညာစချစ်တယ်တော့ဒီလိုမျိုးမဝင်တော့ပြစုံအလောကတင်ညာအမေရိကာအတိတ်ကရှိပြီးသားလေးအောင်ပြန်ပြီးလုပ်လို့ရတယ်ပြစုံကံမှာလည်းဒီအခါတွေကမှမိဖွင့်လိုက်တာလေးအောင်ပြန်ဆင်းပြီးတော့နောက်ထောင်းလိုက်တာထောင်းပြီးတော့ကြည့်လိုက်တော့ဓမ္မီကိုမျက်စိနဲ့ကိုကြောင့်မှတရားလို့လည်းကျွန်တော်အချင်းဓမ္မီကိုမျက်စိရှိတဲထိုးပြီးတော့နှလုံးသွင်းနဲ့လေးအောင်ပြလိုက်တာဓမ္မီအောင်ဖိုင်းပြီးအမျိုးတွေလုပ်လိုက်တာအဘောကတော့ဒါဒီကောင်မှနေရတယ်ဒီမှာလိုလေးအောင်ညာပါဆိုတဲ့အားရပါရတယ်တခါလေးလေးပါလေးတွေတိုက်လာလို့ရှိရင်လည်းလူတိုက်လို့ရှိတော့အချင်းစိတ်ပြေးတောက်တာပြင်ဝင်အခါပြီးလုံးကြုံမှတော့လုံးကြုံလည်းဖြစ်နေတယ်မောင်းပိတ်နေတယ်သူကြောတွေပါလေဆက်လို့နှွေးလေးပါလည်းနှွေးနေမယ်ဆိုဒီမှာမိတာဝင်လာတယ်တခါကျတော့တရားကြီးနဲ့နှွေးတော့အကြည့်လို့ဒီနာမိတာဝင်လာတယ်ဒီတဲ့ကျတော့ကြောတွေပါလေပြင်တဲ့မှာဖြစ်တာတရားရမှာဝင်ရောအဲ့ဒီလက်ပြန်ရှိတရားရဲ့တရားလေးအေးတဲ့အချိန်လေးအေးပတ်လာတယ်ပြီးတော့ထားတရားမတာပြီးလို့ရှိရင်ပြန်ပြီးတော့ပြန်ပတ်ပြန်ပြီးတော့မှဖြစ်အဓိကနောက်ကျော်နွေးလေးတက်နွေးတော့လို့ရှိရင်ဒါဒီနာမိတာဝင်တဲ့အဘောကတာလေးအမှုတဲ့နေရာလေးတွေပါလေးစားရှိပြီးတော့တိုက်တဲ့အမှုတဲ့နေရာကိုဆိုလို့ရှိရင်ဒီကဒေတာတော့ဝင်လာတော့ကြောက်တယ်ဝင်တယ်ဒီကောင်ကျွန်တော်တို့သူတင်တစ်ခုနေနဲ့စောက်ပြီးဝေးရတယ်ကျွန်တော်ထိနာမိတာကိုဝိရိယကောင်းနောက်ကလျာဏမိတာတပတ်ကထာဆိုတာလေးရှိရပါတယ်လေထိနာမိတာပြေတော့ပါလေဒါနဲ့ပါလာတယ်ကလျာဏမိတာဒီကောင်းစီအောင်ရှိခြင်းဒီကောင်းစီအောင်ရှိဝိရိယအားထုတ်ဖို့ထိနာမိတာနဲ့အချိန်လုံးဖို့ကိုပြောပြမယ်ဆိုနေပြမယ်ဆုံးမပြမယ်ဒီကောင်းစီအောင်သူကရှိရတာလားကြာလောက်ကြတော့ကြည့်ပြီးတော့ဘုရားနာမည်တော့အားကြမယ်ဒီကောင်းစီအောင်တော့ဒီလိုလည်းဒီကောင်းစီအောင်စဉ်းစားရတယ်ဆက်ပြရတယ်အဲဒါရုပ်ကြည့်ရစားကြအောင်အာရုံပြုပြီးတော့ကိုယ်ဒီကောင်းစီအောင်ဘုရားထားပြီးတော့ကိုပြင်းနေရစားကြကိုယ်လမ်းပြီးတော့တဝင်းနဲ့ဒီဆုံးမနေတဲ့ဟောဒီပဒါမျိုးလေးခံစားပြီးအာရုံပြုပြီးတော့ပြန်ပြီးတော့အားထုတ်စာကြတဲ့မျိုးတရားကိုတရားထုတ်ဒါမျိုးလေးလိုရလို့ရှိရင်မိကောင်းစိတ်ကောင်းအမိပြုပြီးတော့ရှိနာမိတာပင်ဒီမှာမောကလည်းလို့ပါလို့သောတာပန်ကအနာမိတာဖြစ်တယ်ပြစ္ဆာတရားလည်းမိကောင်းစိတ်ကောင်းကြွလာလို့ရှိနာမိတာပင်ကြောင်းတရားဟောပြောပြလာရေးပါလိရှိခဲ့လို့တယ်ဒါမျိုးလေးမိကောင်းစိတ်ကောင်းရဲ့ဒီထာဂရာဆရာတော်မိကောင်းစိတ်ကောင်းသူတွေဖွင့်တဲ့ရှင်မကတ္တပဒုတိယမေဃရရှင်တော်ကတ္တပမရှိလို့ကဲလို့မိကောင်းစိတ်ကောင်းဖွင့်သူဆိုလို့ရှိရင်ဒါကြောခင်မဲ့ဒီနေ့ဒီနေ့ရာစောက်ဒီကရဝေရာစောက်ဒီကမိကောင်းစိတ်ကောင်းပြီတပ္ပယကထာအဲ့ဒီအနောက်တဲ့စကားဒီနာမိတာပြေတတ်နိုင်အောင်ဝိရိယတွေအားထုတ်ရအောင်စကားတွေကြားဖို့အဲစကားတွေကြားဖို့လျာဏမိတာရှိမှလျာဏမိတာပြောမှကြားလျာဏမိတာအခုပြဆိုလို့ရှိရင်တော့ဒီမှာလည်းရမှာပေါ့ဒီတရားဆက်ပြီးပါတယ်နဲ့တရားစာအုပ်တွေနဲ့တရားမိတာပေတာအခြေခံမှုရှိအောင်တော့ကြောင်းပြင်းမနေဘူးစသဖြင့်ပေါ့ဒါမျိုးလေးတွေပြီးတော့ဘုရား
စားထုတ်ပြီးတော့တရားမြတ်တဲ့ရှိရတဲ့ဘောင်းရဲ့အဆုံးမှာကိုယ်တရားကျင့်တာတော့ဒီနာမည်ကပယ်ခိုင်းဝိရိယကိုခိုင်းတယ်အာထုတ်ခိုင်းတယ်အဲ့လိုစကားမျိုးတွေပေါ့ဝိရိယနဲ့ပတ်သက်လို့မြတ်စွာဘုရားပြောတာတွေအများကြီးရှိတယ်ဆက်တော်တွေမှာလည်းအများကြီးရှိတယ်အဲ့စကားမျိုးတွေဒီကနေ့မြတ်စွာဘုရားပြောတဲ့ခါတွေအများကြီးရှိတယ်မှာစကားဆက်တော်မှာလည်းရှိတယ်ဘုရားကိုလည်းခဲ့တာဒီလိုဘုရားကိုလည်းနောက်ဆုံးဘဝမှာကျပြီးတော့ဘုရားနဲ့ကျူလာတာကျန်ကျူလာတာဒီပြည်သူအာမန်နေရာမျိုးနဲ့နောက်ဆုံးလမ်းလျှောက်ရမှာခြေတော်နဲ့ဆက်ပါတယ်ဝဲနေကြွနေတဲ့နေသာဒီလိုလောကလိုက်ဘုရားရှိခိုးအတွက်အားလုံးဆုံးလို့ပြီးတော့တော်တဲ့ကြောင့်အမေးကြီးနဲ့ကျူစားအယူပေါ်အရေးတွေနဲ့ကြောင့်ကျူစားခဲ့တာဒီစားပြဝိရိယသူရဲ့ဒီမှာချက်ပေါ့ဘုရားထတော်တဲ့မှာလည်းဒီစီစီလေးတွေတော့မတော့ဒီနေ့အားရောက်နေတာအကုန်လောကကျူလာပြီးဆောင်ရဒီလိုညာအေးကြီးအိတ်နေတဲ့ချိန်မှာမြတ်စွာဘုရားလက်တွေ့မှာတရားဟောနေရတယ်သူတို့တစ်ခါကြလို့ရှိရင်ပြီးတော့မသိတာကျန်တဲ့စကားတွေကြွတရားဟောတယ်အဲ့လိုကြွဟောတဲ့အခါကျတော့မလိုအပ်တဲ့ကိစ္စတွေခြေကုန်ဖြည့်ပြီးအရှင်းအောင်သူတို့ပုံစံတိုင်းကြွလိုက်ခါမှာတော့ဘုရားကဓမ္မကြီးတွေတရားစကားဆွေးနွေးတဲ့အဖြေရှားမတွေ့ဘူးမြတ်စွာဘုရားဓမ္မပုံစံဝင်ပြီးတော့ခိုင်းနေဝင်ပြီးတော့သူတို့ကြားတယ်သူတို့ဆွေးနွေးတဲ့တရားစကားအဖြေကိုရှားပြီးတော့ပြောပြီးတော့ပြန်လာခုဆိုရင်ကျန်တဲ့ကဘာကြိုးစားတွေပေါ့သူတို့ရဲ့ကဘာရဲ့အချောဆုံးလာလို့ကြိုးစားပုံနဲ့လို့ထားပြီးတော့သူတို့တရားတော်ကိုပြောဆွေးနွေးပြီးတော့ဟောကြားခဲ့ပြီးတော့ပြန်ကြွလာတာအမျိုးတွေပေါ့မြေသားများတစ်ချက်များဟောတာရှိတယ်ဒါမျိုးတို့ကအမေရိကန်ကဒီတိုင်းချစ်တယ်မကြွတော့လောလောဆယ်ဆိုတာမသိဘူးမြတ်စွာဘုရားကလည်းဘိုးရဲ့အခါကျဒီအတိုင်းဝိုင်းဒီပြကဘာဒီပြလောကတွေကြည့်အောင်သွားပြီးတော့တရားစကားဆွေးနွေးပြောတာတွေလောက်နေမြတ်စွာဘုရားအနေနဲ့အားရောက်ပဲခန္ဓာကိုယ်ကျမ်းမာရေးအနာပေးရရှိတယ်အလောက်တော့ဝိရိယအားကောင်းသူဆိုလို့ရှိရင်ဘုရားပါလို့ယဟန်လေးဆိုလို့ရှိရင်ချမ်းသာနှစ်ပါးထဲမှာချမ်းသာဆုံးတဲ့နိဗ္ဗာန်ချမ်းသာရည်ခံစားလို့ရတယ်။အဲဒီခံစားလို့ရတယ်ဆိုရင်တော့ဒီတော့တရားဟောတဲ့နဲ့ယဟန်လေးဆိုလို့လည်းစာချစာတယ်လို့လည်းရှင်မစတာလေးတော့ရှင်မဟောတယ်လို့တရားတော်မှာသူတို့တရားအားထုတ်တဲ့နိဗ္ဗာန်ချမ်းသာအာရုံပြုပြီးတော့ချမ်းသာခံစားပြီးနေရချမ်းသာနှစ်ပါးထဲမှာကောင်းကောင်းချမ်းသာလို့ဒီလိုတရားတော်မှာသူတို့ခံစားခဲ့တဲ့လူဘဝကတည်းကဝိသေစီတဲ့ဘဝကနမေစီတဲ့ဒီမှာဘဝဒီမှာမေစီတဲ့ဒီမှာမေချမ်းသာတယ်အားလုံးပြန်မှတ်ရအခုဘဝဉာဏ်နာဘဝဖြစ်တဲ့ဘဝဘုရားဖြစ်တဲ့ဘဝမှာရတဲ့နိဗ္ဗာန်ချမ်းသာတဲ့ရှင်လေးရဲ့ချမ်းသာတွေအားလုံးနိဗ္ဗာန်ချမ်းသာအောင်ပါပဲဆိုတော့အဲ့လိုချမ်းသာတဲ့ဘာဒီချမ်းသာရေးကိုဒီလိုခံစားရအေးစိတ်နေတယ်ဆိုရင်ဒီလိုတရားဟောတယ်ဉာဏ်နာရေးဆိုလို့ရှိရင်စာချစာပင်ပြီးခဲ့တယ်နောက်ဆုံးရှင်မကတ္တဗအာသဘောလုံးနဲ့နောက်ပိုင်းကျတော့စာချစာပင်ပြီးရတယ်ပြီးတော့ကျူဝိရိယနဲ့အားထုတ်ခဲ့တယ်အဲ့လိုဝိရိယနဲ့စကားလေးကြားတပ္ပယတထာနာဝရပြေရောစကားလေးသာသနာတည်တဲ့အတွက်ဣဒဘုဒ္ဓအားထုတ်တဲ့ကိုယ်တော်တော်သူတို့တကဉာဏ်နဲ့ကြည့်ဉာဏ်နာဖြစ်တဲ့နိဗ္ဗာန်ကိုရခံစားနေရတယ်ဒီလိုပဲခံစားနေရတယ်သူတို့တကမလို့တော့သာသနာအတွက်ဒီဝဲတဲ့အတွက်ဝိရိယနဲ့အားထုတ်ခဲ့ကြတယ်အဲ့ဒါကြောင့်အဲ့လိုသူတို့ရဲ့ဝိရိယအားထုတ်ခဲ့တဲ့စကားလေးကြားပြီးတော့နာမည်ကအေးကြတယ်ဒါကအားတော့ဒီတင်းတဲ့စကားလေးပေါ့ချစ်သူတွေမှာနာမည်ကမဖြစ်အောင်ကြောမဖြစ်မဲ့
စောက်တည်တာကျင်းနေတယ်ခဏတည်းထားရကျဲလိုက်ဒါမျိုးလေးအဘောကဒီကတည်းကစောက်တည်တာဘာလို့စရှိပြီးတော့ဝိရိယထက်တန်းအောင်ခိနမိတ်ကပဲအောင်ကြိုးစားတဲ့စကားတွေအဲ့ဒါကိုတက်ပါရတခါလို့ဒီမှာလည်းဘယ်လိုသတိထားလဲဒုတိယကလောက်တစ်ခုပဲလောက်တစ်ခုမဆိုဒီမှာကြလို့ရှိရင်မူလရည်ရွယ်ချက်ကအဓိကကျန်တဲ့တေဖွယ်ပြီးတဲ့ဥပဒေရကြတော့မူလရည်ရွယ်ချက်ကိုရောက်ဖို့အသေးလည်းဝင်ပြီးတဲ့ဥပဒေမှာအဓိကဖြစ်နေပြီးတော့မူလရည်ရွယ်ချက်လွဲသွားပြီဆိုပြီးထားပါတော့ဒီနေရာကိုရောက်ဖို့လမ်းလေးရတဲ့ကုကုကောက်သွားဒီဘက်ကလည်းကုကုကောက်သွားဒီဘက်ကလည်းလာမယ်အဓိကဒီဘက်ကိုရောက်ဖို့တန်းနိုင်ရောက်ဖို့တန်းနိုင်ရောက်ဖို့သူကဒီချက်လိုက်ရတာရောက်သွားတယ်ရောက်လို့ဒီဘက်ကလည်းဟောင်းတဲ့အဓိကမဟုတ်ဘူးကိစ္စမရှိဘူးအဓိကကြရတော့ဟုတ်တယ်ဆက်ပါဖြစ်တယ်နာမရေဝါပြေဝါဒီမှာကြတာလည်းမရောက်တဲ့မှာဖြစ်နေတယ်အဆင်မပြေဒုတိယကလည်းဥပဒရောက်ပါတယ်အဲဒီလိုတွေထောက်တယ်ဝိရိယကိုမပယ်နိုင်တဲ့ဒီထိနာမြတ်ပူများနေတယ်လက်အပူလို့တာဒုတိယတော့တကယ်ဝင်နေတယ်တကယ်ဥပဒအမြင့်ဆုံးကျော်လုံးအောင်ပါဘူးဒါပေမဲ့ထိနာမြတ်ကဒီမဆောက်ပြရတာပို့ပြီးတော့များသွားတယ်။များတယ်ဒါကြတဲ့အချိန်မှာအေယောဝမေကလို့ငိုက်ပြီးစားတဲ့အချိန်မှာငိုက်တဲ့ဆိုင်ရောက်မှငိုက်တယ်။စောက်ရကြောမခင်တဲ့သူပြင်စောက်ရထားတယ်။ဒါပေမဲ့တာမန်ကြောခင်အိတ်တဲ့ပုံကိုယ်တွေတော့ဝိရိယမရှိတော့ဘူး။ငိုတဲ့ဝိရိယကြာနေပြီဆိုအဲ့ဒါရင်းမဲ့တဲ့တန်တွေလွယ်နေရတယ်အဲ့ဒီတင်စောက်ပြီးရတယ်။အဲ့ဒါဆိုစောက်ပြီးတဲ့ပြုတော်ကစာပြဆိုတယ်အဲ့ဒါဆိုကိုယ်လည်းအတူဖြစ်လာပြီဆိုရင်အေးတာပုံများလာပြီစောက်ပြီးတဲ့တာပုံများလာပြီစောက်ပြီးတဲ့အဲ့ဒါဒီတင်ကြကိုယ်လည်းအဆင်ပြေဘူးဆိုအဲ့ဒါမျိုးဒါတော့စွမ်းပြီးဒီကသာသနာ့ပတ်သက်လို့လောဘနဲ့နေအောင်အခြေအနေပူရအောင်လုပ်တယ်သူတွေတော့စောက်ပြီးဥပဒါရောက်တယ်ဒါပေမဲ့အစားအသောက်နဲ့ပတ်သက်လို့လောဘရောသွားလို့တစ်ထိုင်နဲ့ခါရဲတရားကြီးကိုယ်ခါဒုက္ခရအောင်လောဘကိုတရားကြီးပြီးတော့အစားအသောက်နဲ့ခါရဲရောသွားလောဘရောသွားသာသနာလောဘရောသွားဒါမျိုးပေါ့ဒါကြတော့အချိန်ရတယ်စွာတိတဲ့ခါပြီးကမှစာကြက်ဖို့စာတရားတော်အချိန်ဘူးမယူပါနဲ့ကြားရတဲ့အချိန်ဘူးဖြုံးပြနေတယ်ဆိုလို့ရှိရင်ဒါအိမ်ကြက်တာကြီးလွဲသွားတယ်မစောင့်ကြည့်ပဲနဲ့ပုံမှန်တိုင်းနေဘာဖြစ်တာအစားတောက်နဲ့ပတ်သက်လို့လောဘနေသွားတာလို့ဒါမှမဟုတ်ရှင်အချိန်ဘူးစာဘူးတဲ့တရားတော်ပူကြဆိုကိုဖြစ်တာလို့လို့ရှိရင်မစောင့်ကြည့်တဲ့လောက်တာပို့ပြီးတော့ကောင်းအတိုင်းလေးပါလေးတဲ့စာပြပြောတာကိလေသာတွေသူတွေစောက်တဲ့ကိလေသာခေါင်းပေါက်သွားတယ်ဆိုစောက်ပြီးပို့ပြီးတော့များလာတယ်ပို့ပြီးတော့အစမပြေဘူးဂါနာလုံးနဲ့ပို့ရောသွားတယ်ဆိုလို့ရှိရင်စောက်ပြီးတဲ့ဒုတိယလည်းတော့သူများဒုတိယဆိုဒုတိယလိုက်လို့အိမ်ကနေပြီးတော့ဂါနာဖြစ်အောင်လိုက်ပြီးတော့မှပြည့်စည်ကြည်လိုက်လို့ပြီးတော့အဘွားနဲ့ကလူလာကြည့်တယ်လွဲ့တာမြန်မာဒီလိုအခုစာတင်ပြီးလို့ဖြစ်တာအားရဖြစ်တယ်ဒီလိုတစ်ခုမျိုးနဲ့စာတစ်ချို့ဘုံတင်ညာတင်ညာတို့ဘာတက်ဘာပစ္စည်းအဲ့ဒီမျိုးရတယ်လို့ကျက်ချောက်လို့ဒီဘောဓနာတို့ဘာတက်ပစ္စည်းပေါင်းပြီးပဲအကုန်လုံးရတယ်ဒါသာကုန်တယ်လို့ရတယ်အဲ့ဒီကလုံးနဲ့သုံးပြီးတော့ဝကြတိဆောက်ပြပါစကားပြောပြပါဝကြရေးပြပါအဲ့ဒီကလုံးနဲ့သုံးထားတဲ့အခုအရှိပါဠိတော်ထာဝရဒီကာလေးကိုအနက်နေကြပါပဲပြန်ပြပါရတယ်အဓိကဒီလို
လိုတလုံးချင်းစားရတဲ့တိတာအဓိကဝကြအားလုံးပြန်နိုင်ဖို့တလုံးလည်းပြန်နိုင်ဖို့တလုံးလည်းပြန်ပြီးသားပြရတဲ့စကားတော့လည်းပဲသိဖို့ဒီစိတ်လေးတော့သိပါတယ်တကယ်အဓိကလူရင်းကျတဲ့ဝကြလုံးပြန်ပြီးဘာသာပြန်ဆိုနိုင်တဲ့အဓိကလူရင်းကျတဲ့ကြလွဲပါတယ်တဝကြလုံးတော့မရတလုံးချင်းတော့သိဘာနဲ့သိရတာဆိုတဲ့တလုံးချင်းသိတာမကောင်းဘူးလားဆိုတော့ကောင်းတော့ကောင်းတယ်အဓိကဘာဖြစ်တဲ့တဝကြလုံးအရေးကြီးတဲ့ဘာသာပြန်ဆိုမှုလို့နားလည်မှုလို့မရတော့အဓိကသိရမှာအဓိကလုပ်တဲ့ကောင်မလုပ်သေးပဲနဲ့မလိုတဲ့အသေးသေးတွေရင်သွားလုပ်ပြီးအဓိကကျတော့ဘွဲရရဒီကရပြီးတော့ကျန်တော်မူသွားတယ်နေတရားလို့ဘာသာပြန်လာတယ်ကိုယ်ပါဠိစကားပြောတယ်ပါဠိဝါကျမရေးနိုင်ဘူးဘွဲတွေကပြီးပြီးရသွားတယ်အဲ့ဒါမျိုးဖြစ်တယ်လူအဓိကတန်းတိုင်းလွဲသွားအဓိကပါဖြစ်တယ်အလုံးချင်းတော့ရတယ်အလုံးချင်းရတယ်ကောင်းလားဆိုတော့ကောင်းတယ်အဓိကပထမဥစားပြီးလောက်ကတော့နေရာလေးပဲလူလိုက်တယ်ကားတစ်ခုလက်တစ်ခုချင်းနဲ့ကားပြင်တာတော့တက်တယ်ရေးကြီးလို့ကားမောင်းပြီးပါလို့ပြင်လာတဲ့တက်တာတစ်ခုချင်းနားလာတာမမောင်းတတ်ဘူးဆိုရင်ဒီအလားတူတယ်မောင်းလေးမောင်းတတ်တယ်တစ်ခုချင်းနဲ့နားတယ်ဆိုရင်ပြင်လိုက်တယ်အတိုင်းနဲ့ဘာကြရအောင်တုံးတတ်တယ်ဒီလိုချင်းအကုန်လုံးသိနေတယ်ဆိုတော့အတိုင်းနဲ့အဲ့ဒါလေးဒီတော့ကားပြင်တဲ့ဒီလိုဟိုလာပြီးတော့ကားရင်မောင်းတတ်အောင်အရင်ဆုံးလောက်ပါပို့ပြီးတော့အစီအစဉ်ကသွားတာအရှိပြီပေါ့လည်းလုံးချင်းမသိသေးဘူးဆိုအင်းညာအမတ်တင်ညာအရှိပြီပေါ့ဘောဇနာဘောဇင်မျိုးလေးသိလို့ရတီလုံးချင်းသိတာဘောဇနီမတူကျိုးနှိုက်ရလာပြန်မယ်ဒါဆိုလည်းမျိုးလေးသိထားတာပြီးတော့ပြန်လို့ရဘောလုံးဣတိမီထူစားတဲ့ UPC ဘောလုံးနဲ့ဆက်ပြီးလာမျိုးလေးကိုတော့လုံးချင်းမသိအောင်သိတာရှိတယ်သူကဘာသာပြန်လိုက်တယ်ဘာသာကအားလုံးညမှာအင်္ဂလိပ်ဆိုအင်္ဂလိပ်တော့ဆိုတော့ဘာတက်ဘာဝိပဲလို့ဆောက်ပြီးပြန်နေသိရတယ်ဒါတော့ခွေးဆိုပြီးကိုကြဝေးရကောက်တော့လိုက်ကဲကြောင်သိရတယ်ဘာဖြစ်လို့ဒီစကလုံးကပေစကားလေးကဲလို့စစ်တာပညာရှင်ရောက်ပါရောက်ပါရောက်ဒီဆိုင်ပညာရှင်ပိုင်းရောက်ပါဒီချီတမခါပေါ့ပါရရောက်ပါဒီလိုက်ချရေးလာအဲ့ဒါတရားမသိတဲ့ကိစ္စမရှိဘူးတော့ချင်းချင်းစကားပြောဆက်သွယ်နေတာစကားလုံးနဲ့အတိတ်ပဲနည်းနည်းလေးသိရတယ်ကိုလည်းတော်ရုံတမ်းဘာသာပြန်တတ်ပါညာဆက်ရှိပေါ့အဲ့ဒါကြီးအဓိကအရင်ကတော့မကြရေးပြောနိုင်တာလို့ရေးနိုင်တာဘာသာပြန်နိုင်တာအဲ့ဒါအဓိကလောကတက်ပြီးစီပါညာမသိတဲ့ကိစ္စရှိတယ်။သမဝဲလောကဝင်လို့ရှိရင်တော့ဒါသိရမှာတော့မသိရင်သိအောင်ပါဘူး။သမဝဲလောကအဲ့ဒါကိုစောင့်ပေးရတယ်။အားလုံးပေါင်းပြီးရေးနိုင်အောင်ဝကြတိစောင့်နိုင်အောင်မပါဘူးလားငယ်ကြီးမှကိုစက်တွေဘာသာပြန်တွေပါကြဒါပေမဲ့မူလရှိရချက်ဒီအောင်ပါသင်ကြတာခြားကြတာလေ့ကျင့်နေတာမလုပ်ကြတဲ့ခါကျတော့ပါဠိစကားလုံးတစ်ခုပါဠိတော်ဘာသာတစ်ခုနေတရားစာအုပ်ရှိမှဘာသာပြန်လို့ဖြစ်တာဒါလည်းဘာသာလည်းဆိုပြီးတယ်တပ္ပယကထာတပ္ပယကထာအင်းရောရောက်တဲ့စကားအဲ့ဒါကလည်းစကားကိုဒီမှာနာဖွင့်တယ်ဒီလည်းပဲစကားဒီလည်းပဲတဲ့ဒီကလည်းဒူရီမှာအသေးစိတ်ဥပမာကြီးဒူရီပြီးတော့စောက်ပြီးတော့ဒူရီကမြောက်ပြီးတော့ဒူရီရဲ့အဓိကရည်မှန်းချက်တွေနဲ့လွဲသွားပြီဆိုတော့စီမပြေဘူးလို့ပြောတာအဲ့ဒါလေးပြောတာအဓိကဒူရီကဥပမာပဲတကယ်ကိုပဲသင်္ကန်းတွေတကယ်ပတ်လို့သင်္ကန်းပဲအခုလည်းပဲလောဘကြီးကြီးပြီးဆိုစီမပြေဘူးစွမ်းတယ်တော့လည်းတကယ်ပြန်ဆောင်နေတိုင်းလည်းဆောင်ရဖို့ပြီးတာဘယ်မှာဘာနဲ့ကမှဘာနဲ့မှဖြစ်မှာဆိုပြီးဘာနဲ့ချက်ကမှဘာနဲ့လည်းမျောနဲ့လောဘရဲ့အဲ့စွမ်းတဲ့ပတ်သက်လို့ဘာဖြစ်နေပြီဆိုရင်တော့စီမပြေကြဘူးအဲ့ဒါလေးအဓိကစွမ်း
ဒါယူလွဲသွားတယ်ဆိုပို့ဆိုသွားတယ်အဲ့ဒါလည်းရှော့ရည်မှာပိုလွဲသွားတယ်ဆိုဒီမစောက်ပြီးတော့ကောင်းတယ်မစောက်ပြီးဘူးဆိုအစားလို့ရှိတယ်အဲ့လိုဆိုတော့ဘယ်လိုလဲဒီကအဘောဂါဒဝါဒအဘောဂါဒဆိုတာလူကြီးကအာဝါဒနေတာဒီတော့မှနေတာကလျာဏမိတ်ကဒီကောင်းစီသွားဒါဖြစ်တပ္ပယတေရောပဒကထာဝစကားတေရောပဒစကားဒီလိုတရားနာကြည့်ပေါ့ဒီနာမိတ်ကအကြောင်းပြောဒီနာမိတ်ကပေဖို့ပေပြောတယ်ဒီနာမိတ်ကပေဖို့တေရောပဒစကားတွေကြားအဲ့ဒါအားလုံးကရှေ့အောင်ဆိုတဲ့တူတူပဲအကျဉ်းနဲ့ချင်းရှေ့မှာတော့ဒီနာမိတ်ကပေဖို့လို့ဆိုဝိရိယတွေအားထုတ်ဝိရိယနေရာမှာယောနိတော်မနတိကာရတွင်းဖို့တင်းတင်းရောက်တဲ့လုံးသိမှုဆိုရင်အဲ့တင်းတင်းရောက်လုံးသိနိုင်ဖို့ဆိုကလျာဏမိတ်ကတွေလိုတယ်တပ္ပယကထာတွေလိုတယ်ဒါကြတော့အဘောဂါဒတွေလည်းလိုတယ်ပြီးတော့အားလုံးကအာလောကတင်တဲ့ဒီကာရတွေတရားပဌာတောင်းနာတွေအတိဘောဓနာနိမိတ္တကဟာတွေအဲ့ဒါတွေလိုတယ်အဲ့ဒါတွေကံဖို့မှုမှာကံဖို့တဲ့ကမှာတင်းတင်းရောက်တဲ့ယောနိတော်မနတိကာရတင်းရောက်ကလုံးသိတယ်လာအပိစာအနိကာဆိုပြီးတော့တရားစနစ်တိုင်းထင်းနေတယ်အကျဉ်းနဲ့အကျဉ်းပဲကွာလာဒီဥစ္စာလေးပေါင်းစုလိုက်လို့ရှိရင်ယောနိတော်မနတိကာရပေါင်းစုယောနိတော်မနတိကာရတစ်ယောက်ကလုံးလေးတစ်ယောက်ကထောက်ပတ်ပြီးဝိရိယတွေအားလုံးတစ်ယောက်ကထောက်ပတ်ပြီးလို့ရှိရင်ဒီနာမိတ်ကပြင်ရှေ့မှာတော့ပြောခဲ့တယ်ရှင်းရတဲ့ကြောင်းထဲမှာဝိရိယရဲ့တက်တဲ့ဝိရိယအရာမှာယောနိတော်မနတိကာရတစ်ယောက်ကလုံးသွင်းနိုင်လို့ရှိရင်လည်းဒီနာမိတ်ကတဲပြောတာအဲ့လိုဖြစ်ဖို့ပြန်ပြီးခွဲစိတ်ထုတ်လိုက်တာဒီလိုအကြောင်း6မျိုးကပြန်ပြီးတော့ထောက်ပတ်ပြီးအကျဉ်းနဲ့အကျဲပဲကွာကလျာဏမိတ်ကတပ္ပယကထာတို့မပါဘဲနဲ့ယောနိတော်မနတိကာရဖြစ်ဖို့ကခဲရင်းနဲ့တာမန်ပုဂ္ဂိုလ်ဆိုလို့ဘုရားတော်ကပဲဖြစ်အောင်ဖြစ်တာတနေ့ပုဂ္ဂိုလ်ရေးဆိုလို့ရှိရင်ဒီတိုင်းဘုရားသာသနာတရားရမရဘူးဆိုလို့ရှိရင်ကလျာဏမိတ်ကလေးလိုတာသူကဘုရားပြီးတော့စက်တော်မြတ်ချက်ကျိုးစားတာပြိဋ္ဌိဘဝနဲ့ကျိုးစားကြည့်ရမှာမလားကလျာဏမိတ်ကအစစ်တတိနဲ့တွေ့တဲ့အခါစကားလေးနည်းနည်းလေးကြားလိုက်လို့ဒီတပ္ပယကထာလေးကြားလိုက်လို့နဲ့တရားရနဲ့ရတပ္ပယကထာရနာမြတ်တွေယောနိတော်မနတိကာနင်းကြောက်တာနှလုံးသွင်းမိသွားတာပေါ့ဒါလေးမှမပြောလို့ဒီကိုယ်တော့ပညာမှားကြီးတိုင်းပညာဝိပဿနာတိုင်းဌာနေကြီးရဖန်ဆင်းနေဆိုယူဆပြီးတော့လမ်းမကြီးရှောက်တဲ့တော့အားထုတ်တဲ့တော့တွင်တော့နှလုံးသွင်းတဲ့အားထုတ်တရားရနဲ့များနဲ့လဲခံတယ်ရှင်အတ္တိလိုကလျာဏမိတ်ကနဲ့တွေ့တယ်တပ္ပယကထာကြီးတော့မြေဓမ္မဟိတုပဝဝဣဇာတိလိုပြကတော့အာဟာတရားတော်တွေအားလုံးသူအကြောင်းနဲ့သူရှိတယ်အဲအကြောင်းကျိုးမြတ်စွာဘုရားဟောတာအကြောင်းဟောတာခိုင်းခြင်းခိုင်းနေတာမဟုတ်ဘူးသူအကြောင်းနဲ့သူဖြစ်လာတာအကြောင်းရှိတယ်အဲဒီခါကျတော့ဒါလို့ဆိုလို့ကျင်တယ်အဲတော့ခိုင်းခြင်းခိုင်းနေတယ်ဆိုတဲ့ပညာဝိပဿနာအယူဆလောကမှာကျင်လဲလာတော့အဲအယူဆမှားရဲ့ပညာဝိပဿနာပိတ်နေတယ်ကလျာဏမိတ်ကနဲ့ပြီးတော့တပ္ပယကထာစကားကြားတယ်ပွင့်ယောနိတော်မနတိကာရဖြစ်သွားပြီသောတာပန်ဖြစ်သွားဒါကြောင့်ဒီကလျာဏမိတ်နဲ့တပ္ပယကထာကိုရှိမှတော့များပါလေခုနကဒီနာမိတ်ကပြောလို့တဲ့ကလျာဏမိတ်ကတပ္ပယကထာမေကောင်းရှိကောင်းရှိတယ်သူတို့မေကောင်းရှိကောင်းရှိတယ်သူတို့တရားဘာမှတရားစကားမရအောင်ပညာမရဘူးဆိုလို့ရှိရင်သိနေတော့ဒီနာမိတ်ကပြောရသူတို့တရားပညာတရားဓမ္မတပ္ပယကထာကိုဆိုင်နိုင်လို့တဲ့အကျိုးနဲ့သိပြီးတော့လည်းတရားဓမ္မကျိုးရနာပို့စင်ဧ